ငါခုနကစကုတ်နာစိတ်ရှည်ဆိုတော့မဟုတ်ပါဘူးအခုမှရှိပဲမာလငယ်ကိုစောတာညောဆိုးတော်ဒီမာလငယ်ဆိုးတော်ရဲမကျော်ဆိုးတော်သူကရမာလငယ်ဆိုးတော်ရှာတယ်ရှိကနာရှာอันของปอดคัดได้กับโลกคัดได้งงชิวนะฮะตำบัดนะไงวะนะปอดคัดได้นี่แต่บ่ได้อีชิเปซอมาแล้วไงซอนซอราเรมาจ่อไงวะนะปอดคัดได้งงง่ากายดังเลยชินามิดก้อนนะนานาพังคันนังนะนานังเพคุณนานะงวยเพชินังกบนะสุเนกาเพถ้าตีจ่าแต่ตีจ่ามันตันลาดามอยู่นะคอมพิวเตอร์แบบตีจ่าลาดามอยู่นะเลยสงฆ์ยังก็นั่นเลยมั่วยากก็สิ่งเอวคนนั้นสั่งเอววาสนางูก็นั่นเลยมั่วยากก็ขับได้ไหมเรื่องที่มุงกาเสียสันปราบนั้นรามีไว้ไม่จอยได้ส่วนเนี่ยก็หลุดมังก็ได้เลยสัมเพจะพริ้งยานาโซราคนเป็นลางา当时ใช่เลยนั่งไงก็ช่างนั้นนั่งเดินตานั่งเรื่อยๆแต่ก็นั่งใช่หรอโอเคสมนิงสัมเบจะพริ้งยานาโซราคนเป็นลางาโซราไอ้จงไม่ก็นู่นรีสันเดชีเร่ตัวมันจ่อโซราสงฆ์ยังซีซั่นจนเนี่ยมิกตัวง่ายเหมือนกันก็งานที่ดีเนาะโซราเลยซีซั่นเนี่ยรอดเลยมิกตัวง่ายงานที่ดีโซราพามจังยังว่าชีนั้นชีเร่ตัวมันจ่อนั้นโซราชีน่า appearance นี่พานี่มีแกลมอย่างแกลมก็ตาว่านะชีได้ชีเร่ตัวเลยมันจ่อนั้นโซราเหมือนกันสาวก็ชีคนไทยจริงเว้ยแล้วไงช่างไงมิงบุ้งไงมงงานนะชาบุ้งไงมงงานนะพาบุ้งไงมงงานนะที่มึงชีนันชีเรตัวมันจนั้นสลายเลยแต่ก็ลาได้งูก็ผู้ใดมึงไปอยู่สกูผู้ใดอยู่สกูดูว่านะชีนิงคุณนิงละซานิงถ้าไปอยู่สกูมึงแต่นี่น่าจนเสียลูกชาตัวนะแต่นี่น่าจะยังคงตัวนะนังไปมูสกูคุ้มสกูนังเดเราไงตัวดีมีน้ำว่าที่มึงมูสกูคุ้มสกูแต่นี่น่าจะยังคงตรงนั้นนะเรื่องมึงสุดยอด把这些了吧。Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
အစင်းနဲ့အရင်တို့ရဲ့ဟောဘောနော်အစင်းတော့ surprise ပေါ့အန်ቴနာမတူမှာ surprise ပဲပေါ့နော်ဒီလိုမျိုးအချိန်မှာနှစ်ယောက်အတွက်အမတ်တရားစကားနဲ့ဆူတောင်းစကားလေးပြောရမယ်ဆိုတော့အခုတော့နှစ်ယောက်သားဖရာသခင်ရဲ့တွေ့ဆုံပေးခြင်းအပြင်ပေါ့နော်ဒီနေ့လိုမျိုးနေ့ရက်ကိုအတူတကွရောက်ရှိခဲ့ကြပြီဖြစ်တဲ့အတွက်ကြောင့်မို့လဲအယံဝမ်းသာတယ်အဲ့လိုပဲအရင်လေကိုယ့်ရဲ့အိမ်ထောင်အတွက်အခုကတည်းကနေပေါ့နော်အရင်ကတည်းကနေအရန်ကြိုးစားခဲ့တဲ့သူအခုလည်းအိမ်ထောင်ကိုအရန်ဥဆောင်နေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့နေရာစလုံးကတယောက်နဲ့တယောက်ဖေးမပြီးမှမိမိရဲ့အိမ်ထောင်အတွက်အကောင်းဆုံးပံ့ပိုးနိုင်ကြတဲ့သူတွေတယောက်နဲ့တယောက်မိခိုအားကိုရင်းနဲ့ဖျားရှိလူရှိမှတတ်တည်ဖြစ်နိုင်တဲ့တတ်တည်ဖြစ်တဲ့အိမ်ထောင်တစ်ခုကိုတည်ထောင်နိုင်မယ်ဆိုတာလည်းယုံကြည်တယ်ဒါကြောင့်မို့လို့ဒီထက်ပိုပြီးလည်းပျော်ရွှင်တဲ့တာယာတဲ့အိမ်ထောင်လေးလည်းဖြစ်ပါစေအခုဒီနေ့ပေါ့နော်ဒီလိုမျိုးအမတ်တရလှုပ်တဲ့ဒီပွဲကနေနောက်ထပ်တစ်ဆင့်လမ်းသွားမဲ့အိမ်ထောင်ပြုတ်မဲ့လမ်းခရီးပေါ့နော်အတူတူပေါင်းဖက်မဲ့ဖျားရှိလူရှိမှာဂတိတစ္ဆာယူမဲ့နေ့ရက်တွေအဲ့ဒီရဲ့နောက်ပိုင်းပေါ့နော်အဲ့အရာအားလုံးမှာလည်းဖျားသခင်အတူပါဝင်ပါစေဆက်လက်ပြီးသားသမီးတွေအများကြီးနဲ့အတူလဲပေါ့နော်ကိုယ့်ရဲ့လူမျိုးအတွက်ရောကိုယ့်ရဲ့အိမ်ထောင်အတွက်ရောအများကြီးဥဆောင်နိုင်တဲ့သူအများကြီးပံ့ပိုးပေးနိုင်တဲ့အိမ်ထောင်တစ်ခုတည်ထောင်နိုင်ဖို့ရာအတွက်ဖျားရှိလူရှိမှာမျက်နာရတဲ့အိမ်ထောင်တာယာတဲ့ခရိယန်အိမ်ထောင်တည်နိုင်ဖို့အတွက်လဲဒီကနေဆုတောင်းပေးပါတယ်တို့နှစ်ယောက်စလုံး congratulations ပါHey, Asin, congratulations ပါဂုဏ်ယူပါတယ်အလဲငါတို့ဘဝမှာငါတို့တော့မကြုံသိနိုင်ဘူးမင်းကတော့အရင်ကြုံသိတဲ့အတွက်ဝမ်းသာပါတယ်ဝမ်းမြောက်ပါတယ်လို့Asinအဓိကငိုင်ကဘာပြောချင်လဲဆိုတော့အနဲ့မိန်းမတွေကလေနော်ဘလောက်ထက်မြက်တယ်ပဲပြောဘလောက်ထိဥဆောင်နိုင်တယ်လို့ပဲပြောအားငယ်တဲ့ချိန်တွေလဲတချင်ချင်းကတော့ရှိနေမှာပဲဆိုတော့ဘာလို့ဒီလိုအားငယ်တဲ့အချိန်မှာလဲခွန်းရင်ဘက်ကနေအပြည့်အဝနားလည်ပေးနိုင်တဲ့သူတယောက်ဖြစ်ခိုင်းစေချင်ပါတယ်အန်တယ်မိန်းမတွေကဘလောက်ပဲတော်တယ်ထက်မြက်တဲ့သူများရှိမှဘလောက်ခေါင်းကောရမော့တယ်ပဲဖြစ်ခါတလေပူပန်စရာဆိုရင်စရာအဲ့လိုမျိုးတွေလဲမိန်းမတွေကပိုးပြီးခံစားတတ်တယ်နော်ယောက်ျားလေးတွေထပ်ပိုးပြီးခံစားတတ်တဲ့အချိန်တွေလည်းရှိတယ်အဲ့ဒီတိုင်းခွန်းရင်ကနေအပြည့်အဝနားလည်ပေးတူငါပေါ့နော်အဲ့လိုမျိုးတွေစကားများကြံဖြစ်ချင်းမရှိဘဲနဲ့အပြည့်အဝနားလည်ပေးနိုင်တဲ့သူဖြစ်ပါစေအောင်မြင်တဲ့ဘဝကိုရှိလက်သွဲနိုင်ပါစေပြောချင်အောင်မင်းအောင်တင်နိုင်ပါစေပြီးနှစ်ဖက်မိသားစုပေါ့နော်တယောက်နဲ့တယောက်ပို့ပြီးနားလည်ပေးနိုင်တဲ့သူဖြစ်ပါစေလို့ပါဆိုအဲ့နဲ့ကောတယောက်နဲ့တယောက်ပေါင်းဆက်တယ်ဆိုတာကအတိုင်းဝိုင်းတစ်ခုအဲ့မျိုးပေါ့နော်တွေးဆုံကြတာဖြစ်တယ်ပေါ့နော်အတိုင်းဝိုင်းတစ်ခုပေါင်းစည်းခြင်းဖြစ်တယ်တွေးဆုံခြင်းဖြစ်တယ်အဲ့ဒီအပေါ်မှာလည်းအကောင်းဆုံးနှစ်ဦးနှစ်ဖက်ကနေပို့ပြီးမှအစင်ကလည်းခွရင်ရမိသားစုအပေါ်ခွရင်ကလည်းအစင်ရမိသားစုအပေါ်နားလည်ပေးနိုင်တဲ့သူဖြစ်ပါစေပြီးရင်လည်းအိမ်ထောင်ချသွားပြီဆိုရင်မှလေနော်နေတို့ညောက်ပဲအရင်တွေ့မနေနဲ့နော်အထက်ပဲလည်းအချိန်ပေးဦးနော်လို့ပြောလို့အတိတ်အဲ့ဒါပါပဲလို့ yeah thank you ပါရှမ်းကောင်မှကတော့ခတ်တယ်မှာရှမ်းကောင်ရှာ7နှစ်လောက်တွေ့ရစီရံဖြစ်တာလည်းတူမျိုး是吧？我那恐怖在昆明的，现在说来啊，双十一，不能够搞得啦。跟住就先碰啦，工作，困难汤完全，下幾拉勁咁嘅咯，現在嗰啲咪搞到下啲咪想碰我，擺空樣我咪從細都揾嘢，啊雙十一打的，昆明的查對不？今年个那个情况是的，所有媒体的也给不看定，你们来蛮空空哦，你什么菜来定的，啊，来你，空干哟。ဒီပေါ့အခုလုံးဝအပြောခုနကလည်းကျွန်တော်ပေါင်းလာလဲကြာပြီเนาะကျွန်တော်တကယ်ချင်းပေါ်လာရင်းပြီးပေါ့သူတို့စူးစမ်းခဲ့တာအလုပ်တွေဘယ်လိုစူးစမ်းဆိုတာလဲကျွန်တော်တို့ကောင်းကောင်းတွေ့ခဲ့တာပေါ့เนาะအစောင့်ကျဲလေရန်ကုန်မှာအဲ့ခုမှလည်းငါအဲ့ရန်ကုန်ကငါလည်းမှာအဲ့တော့ရှင်တဲ့တန်တဲ့ရဲ့ site ကကိုစကုတ်တယ်အဲ့ဒီကိုမျက်စိရှင်းအောင်လည်းတို့ဘယ်လိုစူးစမ်းမြင်ခဲ့ရပါတော့ဆိုတော့ဒီဘဝတစ်ဖက်ကဘဝပေါ့တစ်ဖက်ကအချစ်ပေါ့ကျွန်တော်တော်ရုံကျွန်တော်တို့ကောင်းလေးတောင်းနေတဲ့နှစ်တောင်းနေတဲ့ခုတော့ဒါမလွယ်တော်တော်မလွယ်တဲ့ကိစ္စပေါ့နော်ဆိုတော့ဒီလောက်ထိရေရှည်လက်သွင်းဒီမှာတို့ဆုံးထိလုံနိုင်တယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဒီ vibe ပြောနှစ်ယောက်နော်ဘဝတစ်ခုဒီထောင်တော့မဲ့ level တစ်ခုရောက်လာပြီပေါ့နော်ဆိုတော့အရင်ကဝမ်းတာမိပါတယ်ပေါ့နော်ပြီးရင်အမတရားတော့ဗာလဲဆိုတော့
မာလေးကျွန်တော်တင်ငယ်ချင်းကတည့်ရတိုင်းပဲဟိုနည်းနည်းကျွန်တော်လိုပဲဘရုပ်ပဲဆိုတော့အရှိမဟိုသူရဲ့125လေးနဲ့ပေါ့နော်ဟိုစွချယ်လေးဝတ်ပါဇက်မှာလဲကုန်းကုံမှာတွားနီးရဲမှာအနောက်မှာကောင်းကောင်းလေးချောလေးအနောက်ကဟိုတေးသေးလေးလိုက်ကပ်ပါသူကဘိုက်ဆွဲနေတယ်ဆိုတော့တယ်မလားမြင်ကွင်းမစ်စီနဲ့အဲ့မြင်ကွင်းလေးတော့ရှိရပါတယ်လားဟုတ်ပါလေဘာမှဆိုတော့ nonsense ဆိုလိုက်တော့တော့ရှောင်းနေလေအဲ့ဒါမူပဲဆိုလေရှေ့စွချယ်တဲ့စနေဘလုံးဘိုင်ဘောကွန်ငါရတဲ့အဲ့ဒီကူလေလက်ငယ်လက်ငယ်ခိုင်ချင်နာခတ်တယ်လေပြောချင်တာကဘယ်လိုပြောမလဲကျွန်တော်တို့အပြင်ပန်းအလှဆိုတာတဲ့ inner beauty ကိုအလဲဆိုတော့အချက်တင်နေသူလက်ငယ်ခိုင်ချင်နာခတ်တယ်လေဒီခမ်းနာသူတိလက်တွဲနိုင်တယ်အခုနောက် step တစ်ခုကျွန်တော်တူတော့ပါတော့ဆိုတော့ကဲဘုံတို့ပဲဘာလို့ကျွန်တော်လည်းအများကြီးတင်ရပါနောက်ပိုင်းလဲကျွန်တော်လည်းသူတို့လိုဖြစ်နေအောင်လို့ကြိုးစားကြမယ်ပေါ့